အားလုံးပဲမင်္ဂလာပါခင်ဗျာ SSK တက် YouTube Channel Facebook Page နဲ့ TikTok အကောင့်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတွေကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့အသုံးပြုနေတဲ့ဖုန်းထဲမှာကြော်ညာတွေခဏခဏတက်နေတယ်ဆိုရင်တော့ချိန်ထားပေးလို့ရမယ့် setting လေးတစ်ခုကြောင့်ကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါပဲ setting လေးဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဖုန်းထဲက setting software လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ setting software လေးတွေကိုဝင်ပေးလိုက်ပါsetting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ရှာထားပြရမယ့် setting လေးကတော့ Google ဆိုတဲ့ setting လေးပဲဖြစ်ပါတယ်။ Okay ပါမိတ်ဆွေတို့ရဲ့ဖုန်းထဲက Google ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီမှာရှိတဲ့ Google ဆိုတဲ့ setting လေးတွေကိုဝင်ပေးလိုက်ပါ။ Okay ပါ Google Service ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒီပေါ်မှာရှိတဲ့ tab bar တွေထဲကညာဘက်ရှမ်းမှာရှိတဲ့ All Service ဆိုတဲ့ tab bar လေးကိုနှိပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီမှာရှိတဲ့ All Service ဆိုတဲ့ tab bar လေးကိုနှိပ်ပေးလိုက်ပါ။ပြီးပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ privacy and security ရဲ့အပေါ်ဆုံးမှာရှိတဲ့ ADS ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ ADS ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ Okay ပါ ADS ဆိုတဲ့ setting လေးတွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ချိန်ထားပေးရမယ့် setting လေးကတော့ဒီမှာရှိတဲ့ delete advertising ID ဆိုတဲ့ setting လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဖြတ်ပြေးရမှာဖြစ်ပါတယ်။ Okay ပါဒီမှာကျွန်တော်မျှပြပေးထားတဲ့ delete advertising ID ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ delete advertising ID ဆိုတာကိုပဲဆက်နှိပ်ပေးလိုက်ပါခင်ဗျာ။ Okay ပါဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ advertising ID ကိုဖျက်လိုက်ပြီးပဲဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ Google ကနေပတ်သက်ပြီးတော့ကျွန်တော်တို့ဖြစ်လာတဲ့ကြော်ညာလေးတွေပေါ့နော်တက်လာတဲ့ကြော်ညာလေးတွေကိုပိတ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါမိတ်ဆွေတို့နဲ့ဒီ setting လေးကိုချိန်ထားပြီးလို့မိတ်ဆွေတို့ရဲ့ဖုန်းမှာအကျိုးတစုံတရာမရှိခဲ့ဘူးပြောင်းလဲမှုတစုံတရာမရှိခဲ့ဘူးဆိုရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်အနေနဲ့တခြားနည်းလမ်းလေးတွေကိုလည်းထပ်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တဲ့ထဲမှာနားမလည်တာမရှင်းနေတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ